အခုတလုံးကျမလူပြောမယ်ဆိုလို့ရှိရင်တော့ free လက်ကျန်ဟုတ်ပါဘူး free style skin နဲ့ကန်ရတာအရင်ကြိုက်နေပါလေရှင်နန်းစစ်ဆိုတဲ့ကောင်ကဘာဖော့ကစ်စတော့ကားနေရလဲအမလေးငါရဲ့ style နေရရှောင်ရဲတယ်ပေါ့လေဒုံကြီးမလှတဲ့ပေါက်ကားချော့ကပေးဦးမယ်အစိမ်းကိုမချမ်းတန်းစီဆိုတော့ကြွတ်စုံမအမလေးပြမမပြေဘူးတော့ငါ့ကိုလာပြီးကြွတ်ထည့်ပေးနေတာတတိရှိငါရောက်မှနှစ်ပိုင်းမကြွခင်နေလာခဲ့နော်ငါရောက်မှနှစ်ပိုင်းကျမှနေမလာနဲ့ငါထွက်ပြေးမှတိလာခါကြလို့ရှိရင်အမလေးငါကဝတ်မအမလေးငါတို့ပချန် EHPO နေအတကုံနေလာပြီးနှိမ်နေနေတယ်ပေါ့ငါတို့ပချန် EHPO ဒီခုခိုင်နှိမ်နေကြမလို့ပါဘူးလောင်ချီဆိုကြရသူ့လိုတော့ကေခါမှနေမသိလားခုတော့ run မှာတရတက်မလို့ပါဆိုမှအဲ့လောင်ချီမှအကျိုးမပေးဘူးခါရှုံးမရှုံးနေတော့တာခုကပိုင်ဖုံးမတော့ကေပြီးတမကပါလို့ရှိရင်အရန်ကျန်းထော်နေရတယ်အဲ့ရွေးနေဆိုတော့ကောင်မလည်းလိုင်းလဲလာမလိုင်းလဲပြန်တော့ဟောမြောက်စီချက်လက်ပတ်ရမီမူးလေးအောင်လှုပ်ချင်နေတာအမလေးနမဲဝဖုံးမြရတယ်ပေးလိုက်ပြတယ်နော်နမဲကေမခါမအဲ့လိုနမဲမစားဘူးပါဘူးဖုံးမြဆိုတော့ကောင်မရဲ့တော့ကေခလိုက်ပါတော့ဟဲ့ရှက်ရတဲ့သူတွေလက်တွေညောင်းနေပြီ enemy ဘက်ကလူတွေခေါင်းထောက်လို့မရအောင်ရှုံးနေစီခြင်းနဲ့ဆိုလို့ရှိရင်တော့သူတို့ပချမ်းမစမတ်ဖောက်ပြောတော့နဲ့ပြပြရိုက်ပြီရှင်ဒီတန်းစင်အောင်နဲ့နန်းဆုနဲ့တပူးတရဲနဲ့နော်စမ်တီတော့စမ်တီပဲမတင်ကြကြပဲရှင်ခုနကတော့နေမှလားငါလက်ထက်နဲ့ခုတ်ထွက်ပြီးလွတ်သွားတာလေအခုချိန်နေငါလက်ထက်လွတ်ချင်နေတော့လားမရတော့ငါအရန်ကျန်းနေပြီတာဝါဟဲ့ဝင်ချတော့မှနေဒီလိမ့်မှာမယ်လီဆာမအချိန်နေမကောက်လို့လိမ့်ချင်းသွားပြီနဲ့တူတယ်ရှင်ခုရှင်မရလော့စလာကြည့်ဒီမှာတောင်းကျန်းနေရတောင်းကျန်းချင်ဆိုပြီးကျမလဲဒုံနဲ့ပြေးပြီးရောက်ကြိုက်ပလိုက်တယ်ရှင်အချိန်တက်ပြီးကျမစတာလီနာမပဲစပလိုက်တယ်ရှင်ကျမဘော့ကတ်တွေစော့ကားနေတယ် enemy ဘက်ကရွေးနဲ့ယူဆောင်နဲ့ပေါင်းပြီးတော့ဇောင်းကြွနေတယ်ရှင်အဲ့ကြွနေတဲ့ဇောင်းတွေကိုပြန်ပြီးတုံရောကျမရိုက်ပေးလိုက်မယ်ကျန်တယ်ရွေးနဲ့မှလွတ်သွားပြီရတဲ့ကိစ္စမရှိဘူးမယ်လီဆာမပါတဲ့တော့မယ်ရှင်ရမ်းမပြီးရမ်းပြည့်တဲ့ရွေးနဲ့မှတစ်ဖွဲ့လုံးပေါင်းပြီးမရှိတဲ့ချက်ကိုဆွဲပြမှာဖြစ်ပါတယ်ရှင်ကဲပြုတ်သွားပြီဘယ်နဲ့လဲကောက်လိုက်တာရှင်အဲ့လိုနဲ့ကျမနောက်ထပ်6ကီလိုထည့်ရပါပြီကျမကိုယ်တိုင်ကျန်တော့ဆိုဥဆောင်ချင်ပြီသူတို့တာဝါကြီး only ရိုက်ဆိုးပေးလိုက်ပါတယ်ရှင်အဲ့တော့နောက်ထပ်6ကီလို game limit တက်ဆက်တော့လဲလာမမေးကြနဲ့တော့ကျမအရင်အစ်ချင်နေမို့လို့ပါရှင် victory ဒါလည်းကျမ MVP ဘက်တော့မေးပြုံးနောက်ဆိုရင် hyper ဘက်ကင်တော့မယ်